私も熊本で働く介護職です。この動画ではミャンマーから来て熊本の介護現場で働く外国人介護職の皆さんにお仕事のことや日々の思いをお話しいただきました。それではご覧ください。まあဘာလို့ခိုင်းကောလို့ကိုရွေးချယ်ခဲ့တာဘာဖြစ်လို့ခိုင်းကောလို့ကိုရွေးချယ်ခဲ့ဆိုကိုမြန်မာတွေထက်မြန်မာထက်ဒီဂျပန်ကကွယ်တရှိရွယ်ဦးတွေကများတဲ့အတွက်ကြောင့်ဒီခိုင်ကောလို့ကိုဖွားတွေကလည်းချစ်တဲ့အတွက်ကြောင့်တက်ရှိရနော်တက်ရှိတော့ဖိုးပွားရများတယ်ခိုင်ကောလို့ကဖိုးပွားတွေကများတဲ့အတွက်ကြောင့်ခိုင်ကောလို့ကိုလည်းကြိုက်တဲ့အတွက်ကြောင့်ကွယ်ဒီခိုင်ကောလို့ကိုရွေးချယ်ခဲ့တယ်မညီမတော့ဒီဂျပန်ကိုလာမယ်အလုံးနေနဲ့သွားမယ်ဂျပန်ကိုလာမယ်လို့ဆုံးဖြတ်တယ်ဒီခိုင်ကောလို့မှမဟုတ်ချလုံးနဲ့မသွားဘူးလို့ဆုံးဖြတ်ထားလို့ဒီခိုင်ကောလို့ကိုငငယ်လေးတွေကလည်းဖွားကြီးပိုးကြီးနဲ့တူနေတာဆိုတော့သူတို့ရဲ့စိတ်ကိုပိုသေးအဲ့တော့ဒီလောက်ကကိုနဲ့လည်းကိုက်ကြည့်မယ်ထင်လို့ရွေးခဲ့အပြောင်းဒီလောက်ပဲဆက်လုပ်မယ်လို့ဆုံးဖြတ်ထားတာအဲ့ဆိုမမတွေကစပြီးတော့ဒီခုထိမပြောင်းအခုခိုင်ကောလေကိုကလည်းလုံနေပြီဆိုတော့ဒီခုမမိုတိုရဲ့ခိုင်ကောသူ့ရဲ့အားသာချက်ကဘာတွေလို့ရှိမိုတိုရဲ့ခိုင်ကောအားသာချက်လို့ပြောမယ်ဆိုရင်ဒီအဖိုးကြီးဖွားကြီးရမ်းကျင်တာလေပြောကိုထင်ထားတဲ့အဲ့လိုဆိုအဲ့လိုမျိုးမရှိဘူးကိုပေါ်ရမ်းကျင်တာလေကိုကဒီအလုပ်ထဲမှာဆိုလေသူတို့အဲ့လိုမနားမလဲတဲ့စကားတွေပေါ့ဂျပန်မှာစကားနားမလဲနေရတဲ့ခါကျခန်းကြီးတို့ပါတော့နားမလဲအောင်သူတို့မင်းနဲ့သူတို့ကပြောပြတယ်ဒီမှာကိုမတို့ရဲ့ဖိုးကြီးဖွားကြီးမှမဟုတ်ဘူးအကုန်လုံးကတော်တော်များများ100 ရာခိုင်နှုန်းမှာ90 ရာခိုင်နှုန်းလောက်ကတော့ကျင်နာတဲ့သူတွေကိုတွေ့ရတဲ့သူတွေပြောတာပေါ့နော်ကျင်နာတဲ့သူတွေများတယ်အကုန်လုံးကိုစိတ်ရှိရှိနဲ့ဖြည့်ပေးကြတယ်ပေါ့နော်အားကြောင့်မို့အားသာဒီခိုင်ကောလို့ရဲ့အားသာချက်ကိုပြောရမယ်ဆိုရင်တော့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ level ကိုတိုးတက်စေတယ်လို့တော့ထင်တယ်ကွယ်အားကြောင့်လို့ဒီတစ်ခုပြီးတစ်ခု level တစ်ခုပြီးတစ်ခုတက်သွားလို့ရတဲ့အတွက်ကြောင့်ဒီအားသာချက်ကတော့ဒီခိုင်ကောလို့ကပို့ပြီးကောင်းတယ်လို့ထင်ကောင်းကိုဂျပန်ဘာသာစကားလည်းပို့ပြီးတော်လာတယ်နော်ခိုင်ကောလို့ရအရင်အဲ့လိုမျိုးကြီးမှော်နေအောင်တော်တာမဟုတ်ဘူးဆိုပေမဲ့နေခိုင်ဝါကိုပြောနိုင်တယ်ပြောလိုက်နိုင်တယ်ပေါ့နော်ကိုရအောင်ဘာမှမဟုတ်တာမှညီမလိုပြောရင်တော့မှဒီဟာထိပ်ပြီးတော့ပြောလိုက်ရမှာတော်နေလို့တော့မဟုတ်ဘူးနော်အဲ့ဒါကြောင့်အဲ့ဆိုရင်ဘယ်လိုပြောမလဲနာကအခုခိုင်ကောကလည်းဆက်လုံနေပြီဒီမှာလည်းကိုကနာရဲလို့ဖြစ်နေပြီဆိုတော့ဆက်သွားခြင်းလဲလို့ဆက်သွားခြင်းညီမကဆက်သွားခြင်းလဲဆိုတော့အခုဒီနှစ်ထဲမှာပဲဆူမရှာခန်းရှူဖြည့်ပြီးတော့နောက်မှလာမနှစ်လောက်ဖြစ်မလားနောက်လာမယ့်နှစ်လောက်ဆိုရင်ခိုင်ကိုဖူရှိဖြည့်မလားလို့ပေါ့နော်တွေ့တာကိုအတွက်လည်းရေရှည်ရက်ကောင်းမယ်လို့ထင်တယ်ကိုမိသားစုတကယ်လို့လေခေါ်ခြင်းနေဆိုရင်ကိုမှဒီခိုင်ကိုဖူရှိဗီဇာခိုင်မှာရှိရအတွက်မိသားစုခေါ်တဲ့ခါကျရင်လည်းအဆင်ပြေမယ်လို့ထင်တယ်ဟုတ်တယ်မအောင်ဘယ်လိုထင်ဒါလည်းကိုအတွက်ခွင်လန်းအများကြီးရှိတဲ့အတွက်ကြောင့်ဒီခိုင်ကောလောက်ကနဲ့ခိုင်ကောလောက်ကခွင်လန်းအများကြီးရှိတဲ့အတွက်ကြောင့်ជីရှုမရှာခန်းရှုဖြည့်ခိုင်ကောဖူရှိဖြည့်တစင်ချင်းဖြည့်ပြီးတော့ခိုင်ကောဖူရှိကိုကရပြီဆိုတာနဲ့လုံနိုင်ပြီဆိုတာနဲ့ကိုယ့်ရဲ့မိဘတွေကိုခေါ်ခြင်းနဲ့ဆိုရင်အလဲခေါ်လို့ရတယ်ဒီခုဗီဇာအနေနဲ့ခေါ်မယ်ဆိုရင်အဆင်မပြေဘူးခေါ်လို့လည်းမရဘူးခုဗီဇာနဲ့အဆင်မပြေခိုင်ကောဖူရှိဖြည့်ပြီးတော့မိသားစုကိုခေါ်လို့ရတယ်အားကြောင့်အဆင်ပြေတယ်လို့ထင်တယ်အားကြောင့်အဆင်ပြေတယ်ဟုတ်တယ်ပြီးသွားရင်ပိတ်ရက်တွေမှာဘာတွေအဲ့လိုမျိုးလှုပ်ဖြစ်လဲဘာတွေလှုပ်ရလဲကြိုက်ပိတ်ရက်တွေမှာဘာတွေလှုပ်တရားတဲ့ဆိုတာတဲ့အိမ်မှာနေရတာကတရက်လောက်ပိတ်တယ်ဆိုရင်တော့ဒီနေ့ကတော့ငါရဆုမိဖြစ်တယ်ဆိုပြီးတော့နားလိုက်တယ်2ရက်လောက်ပိတ်တဲ့နေ့ကျရင်တော့တငယ်ချင်းနေနဲ့ငါဒီနေ့ကတော့မသွားဘူးသေးဘူးဘာညာရှိသေးတယ်ဆိုပြီးရှောက်လဲတာတော့ပေါ့အဲ့ဒါဆိုရင်တော့သွားလို့ပေါ့အဆင်ပြေဒီမှာတော့ပိတ်ရက်ဆိုရင်ငိုတွေကမှစပြီးတော့မလုတ်ဖူးတာတွေလုတ်ချင်တယ်မစားဘူးတာတွေစားကြည့်ချင်တယ်မသွားဘူးတဲ့နေရာတွေသွားချင်တယ်ဆိုငိုတွေစူးစမ်းချင်တဲ့စိတ်ကရှိရတဲ့အတွက်ကြောင့်ကမမို့မှာရှိတဲ့ကိုငိုတွေကယူမလာခင်တည်းကကိုသိထားတဲ့တောင်တွေပင်လယ်တွေစားစရာတွေလိုက်စားကြည့်တယ်ပေါ့နော်တော်တော်များများကိုစားဖို့ပါတယ်ခုဒီဂျပန်ဟင်းရတယ်ဆိုတော်တော်များလည်းစားဖို့တယ်ကိုပါဇက်နဲ့လည်းကိုက်ညီရဲ့ဟာတော်တော်များတယ်ပေါ့နော်လှတယ်ပင်လယ်လည်းလှတယ်ဆိုတော့အဆင်ပြေတယ်ကိုတကယ်လို့နောက်လာမဲ့ဂျူနီယာတွေကွာဒီခိုင်ကောဆိုတာထက်နောက်လာမဲ့ဂျူနီယာတွေကဘယ်လိုလာစေဒီခုမမိုတိုလာစေခြင်းနဲ့ကွာတခြားမျိုးတွေဆိုတာတဲ့တိုဂျိုတို့အိုဆာကာတို့ထက်ဆိုတာတိတ်ဆိတ်တယ်နော်ကိုပိတ်ရဆိုရင်ဒီနေရာ relax လဲဖြစ်တယ်နော်မျိုးတွေဆိုရင်စူညံတယ်ကားစီးမယ်ဆိုရင်ကားတွေကလည်းရှုပ်ကိုသွားနေတဲ့နေရာကိုမရဘူးပေါ့နော်တော်တော်နဲ့ဒီကအဆင်ပြေတယ်အဲ့လိုမျိုးရှုပ်တာလည်းမရှိဘူးကားလမ်းတွေပါရှုပ်တာလည်းမရှိဘူးခုမမိုတိုကလည်းနည်းနည်း
အဆင်ပြေတော့ရှီစုကဖြစ်တယ်ပေါ့ တိတ်ဆိတ်ပြီးတော့နေရထိုင်ရတာ နေရထိုင်ရတာအဆင် ကို ပြေ ယ့်အတွက်နေရထိုင်ရတာအဆင်ပြေတယ် ကိုယ်စိတ်ကိုလည်းရက်လက်ဖြစ်တယ် အဲကြောင့်မို့ဒီ ခမမိုတို ခမမိုတိုလာမယ်ဆိုမဲ့ကိုဂျူနီယာတွေလာမယ်ဆိုရင်တော့ကိုကတော့ခိုင်းခွန်းနဲ့လာမယ်ဆိုခမမိုတိုလာခဲ့ဘလို့လေးကအဆင်ပြေတယ်ဆိုပြီးကိုကတော့နည်းနည်းအဆူဆူမဲ့လောက်ရမှာပေါ့ လောက်ရမှာ ဒီမဟုတ်တကယ်လဲဒီမှာက ကိုကတောက်လျှောက်ဒီမှာပဲ ရှိနေ တော့မှ ဆို တ တော့ ကယ်ဟိုနေ ဒီမှာလဲတိတ်ဆိတ်နေတာတိနေရတာဆိုတော့ကွယ်အဲကြတော့ဒီကိုပဲလာလဲတခြားခိုင်းကောဆိုတာကအများကြီးဂျပန်မှာကအများကြီးရှိတယ်ကွာအများကြီးရှိတယ်ဆိုပေမဲ့ဒီခူမာမိုတိုကကြတော့တိတ်ဆိတ်တယ်သူကလေးနဲ့သူနေရထိုင်ရတာ နေရ ဆို ထိုင်ရ တော့ အဆင်ပြေတယ်အရင်ရာသီဥတုဆိုရင်လည်းသူကလည်းသူဘဲလန့်မြတယ်နော်အဆင်ပြေတယ်အရင်လည်းအေးနေရလဲမဟုတ်ဘူးရန်ပူနေရလဲမဟုတ်ဘူးအဆင်ပြေတယ်အဲ့လိုသူဘေးမျိုးတွေလို့နှင်းနေလဲအရင်ကြာကိုရောက်တာမှနှင်းကြာတိတ်မတွေ့ဘူးနော်တွေ့ကြာလဲတရက်လောက်နဲ့ပြီးသွားတာ အဲငါတို့လည်းအဲ့လိုဘယ်လိုပြောမလဲငါတို့လည်းဒီဥစ္စာကိုဆက်ပြီးတော့တဖြည်းဖြည်းနဲ့ကြည်ရှုမရှာခန်းရှုခိုင်ကောပူပူရှုတဖြည်းဖြည်းချင်းနဲ့ယူပြီးတော့စူးစမ်းသွားမယ်ဒီလိုပဲဆက်ပြီးတော့နောက်လာမဲ့ကလေးတွေဆိုရင်လည်းတစ်ခုတည်းနဲ့ပဲလာကြည်ရှုစေးနဲ့ပဲလာပြီးဆိုတာနဲ့ဟိုတဆင်ချင်းကိုလေးလိုမျိုးကွာ level ဆင်ချင်းကိုပြင် ဖြည်းဖြည်းချင်း ကိုရဲ့ level တက်သွားလို့ပဲ ပြောရှင် ပြောရမှာပေါ့နော်ငါတို့လည်းအဲ့လို အားလေတို့ရဆိုရင်နော်ဂျပန်လာမယ်ဆိုပြီးတော့လှုပ်ထရနေပြီးတော့အမျိုးမျိုးသောအကြောင်းကြောင့်ခက်ခဲတွေကြောင့်၄-၅နှစ်လောက်တို့ကြာတယ်နော်နှစ်လုံးတူတူပဲတို့ interview ဖြေတယ်ကြာတယ်ဒါပေမဲ့လက်မလျှော့ဘဲနဲ့စူးစမ်းတော့အချိန်တန်တော့ဂျပန် တော့နေဂျပန်ကိုရောက်လာပါလေ အဲ့ အဲ့ဆိုကလေးတွေကိုအခုလာမယ်ဆိုတော့မှကလေးတွေလာပဲဆိုတော့ဟိုဂျပန်လာဖို့ပဲတွေးမနေနဲ့စူးစမ်းပြီးတော့လာခဲ့ ဂျပန်ရောက်တိတ်ပြီးတော့လေးလာတာနေတိုင်းမလေးလာနိုင်တော့ခုတည်းကကို့မှာညီမနိုင်ငံမှာရှိပြီးတော့အချိန်ရှိနေချိန်မှာလည်းစပြီးဂျပန်ဘာသာစကားကိုလေးလာဂျပန်ရဲ့ကုမမိုတိုမှာရှိတဲ့အကြောင်းတွေကိုလေးလာပြီးတော့ဂျပန်ကိုလာခဲ့ပါလို့ပြောချင်ပါတယ် ခိုင်ကောခုရှိကိုတော် ဟိုက်တော်တော် いかがでしたか？介護は人と人が支え合う仕事です。熊本の現場では国を越えてたくさんの仲間が働いています。ご覧いただきありがとうございました。いつもありがとう。